အားလုံးပဲမင်္ဂလာပါ Bamis Knowledge Hub Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လွန်ခဲ့တဲ့2လလောက်ကကျွန်တော် channel မှာတင်ဆက်ပေးထားဘူးပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပြန်လည်ဖြတ်ချခဲ့ရတဲ့ Birmingham Made ချင်းသေးအုပ်အကြောင်းကိုပြန်လည်တင်ဆက်ပေးသွားပါမယ် Birmingham Made ချင်းသေးတွေလို့ခေါ်တဲ့ဒီချင်းသေးတွေကနည်းနည်းရရကောင်းနေတော့မဟုတ်ပါဘူးမက်ပိုကိုအုပ်စုစီကနေစပီးဆန်းကိုတင်ပိုက်ခဲ့တဲ့ Salatis နဲ့ Machinglani အုပ်စုနှစ်ခုလုံးကိုဖြုတ်ချပြီးတော့စပီးဆန်းမှာနန်းတက်ခဲ့ကြတဲ့ကောင်းတွေပါသူတို့ရဲ့ဖြတ်တန်းမှုနဲ့ရင်ဆိုင်ခဲ့ရတာတွေကိုကြည့်ရင် Pinky Blighter ဇက်ကားတွေက Birmingham မြို့မှာအခြေစိုက်ခဲ့တဲ့ Thomas Shelby တို့ Gangster အုပ်စုတတိုက်ကိုချင်းသေးတွေအဖြစ် version ပြောင်းထားသလားလို့တောင်ထင်ရပါတယ်။ဒါကြောင့်လည်းဒီချင်းသေးအုပ်ကို Birmingham Made ချင်းသေးအုပ်လို့နာမည်ပေးခဲ့ကြတာလားလို့တောင်ထင်နိုင်စရာရှိနေပါတယ်။ဒါဆိုရင်တော့ဒီနေ့မှာကျွန်တော်တို့ဒီ Birmingham Made ချင်းသေးအုပ်အကြောင်းကိုဆက်ပြီးတော့သွားလိုက်ကြရအောင်ပါ။ရေဘူးဝအားဖြင့်ချင်းသေးအုပ်တွေကသဘာဝအရာတိုက်ခိုက်ပြီးတော့မှနေမြေလူယူတာမျိုးတွေရှိကြပါတယ်။သူတို့အတွက်အစာရေစာပေါ်များတဲ့စကြက်မြေရပြီဆိုရင်ဒီနေရာမှာပဲအထိုင်ချပြီးတော့ရှင်သန်ရက်တည်တာတွေသူတို့ရဲ့မျိုးဆက်ပြန်ပွားတာတွေအတွက်လှုပ်ဆောင်နေရှိပါတယ်အကယ်၍ချင်းသေးအချင်းချင်းတိုက်ပွဲဖြစ်ကြပြီဆိုရင်လေသူတို့ရဲ့စကြက်မြေကိုကာကွယ်ဖို့အတွက်ဒါမှမဟုတ်တခြားပြိုင်ဘက်တွေကလည်းစကြက်မြေကိုရရှိဖို့အတွက်သာတိုက်ခိုက်ကြတာပါအစားအစာပေါ်များတဲ့စကြက်မြေတစ်ခုကိုပိုင်ဆိုင်ပြီးသွားရင်တော့ဒီနယ်မြေမှာပဲဘရင်တစ်ပါးအနေနဲ့မသေးဆုံးခင်အချိန်ထိနေထိုင်တတ်ကြပါတယ်ဒါကပုံမှန်ရေဘူးရချင်းသေးတွေရဲ့သဘာဝပါဒီနေ့ပြောပြမယ် Birmingham Made ချင်းသေးအုပ်ကတော့ဒီလိုအချက်လက်တွေအားလုံးနဲ့တော်တော်ကြီးကိုဆန့်ကျင်နေပါတယ်ဒါကြောင့်ပဲ Birmingham Made တွေကလည်းချင်းသေးအုပ်တွေရဲ့တမိုင်းမှာစိတ်ဝင်စားစရာအကောင်းဆုံး coalition တွေကတခုဖြစ်နေတာပါဒီ Birmingham Made တွေစတင်မွေးဖွားလာချိန်ကနေနောက်ဆုံး Machinglani နဲ့ Salatis ချင်းသေးအုပ်တွေကိုဖြုတ်ချနိုင်ခဲ့တဲ့အထိသူတို့ရဲ့စိတ်ဝင်စားစရာကောင်းလာတဲ့ဘဝဖြတ်သန်းမှုတွေမှာဘလို့ drama ဆန်ဆန်ဇလန်းတွေကိုဖျက်ကျော်ခဲ့ရတယ်လဲဆိုတာဒီဗီဒီယိုလေးထဲမှာစုံစုံလင်းလင်းတင်ဆက်ပေးထားပါတယ်ဒီ Birmingham Made ချင်းသေးအုပ်မှာမူလအုပ်စုဝင်အနေနဲ့9កောင်ရှိပါတယ်ဒါက Machinglani တွေလိုပဲအဖွဲ့ဝင်9កောင်ရှိတဲ့နောက်ထပ် Mega Coalition တစ်ခုဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့တတိထားနိုင်မှုတစ်ခုလောက်ပြောပြရစီချင်းသေးအုပ်တွေထဲမှာခေါင်းဆောင်အထီးအရေးအတွက်များလေလေအဲ့ဒီချင်းသေးအုပ်ကနေမြေပိုင်ဆိုင်မှုရရှိတာထိန်းချုပ်နိုင်တာတွေပုံမခိုင်မာလာစေပါတယ်နာမည်ကျော်ကြားပြီးတော့အောင်မြင်ခဲ့တဲ့ချင်းသေးအုပ်တွေကိုပြန်ကြည့်မယ်ဆိုရင်လေ Scarface ဦးဆောင်ခဲ့တဲ့ Four Mosquito အုပ်စုMr. T ရဲ့မက်ပိုကို Hipska ဦးဆောင်တဲ့ Machinglani အုပ်စုတွေအားလုံးကအဖွဲ့ဝင်4កောင်နဲ့အထက်မှာရှိကြပါတယ်ဒါကချင်းသေးအထီးတွေအုပ်စုဖွဲ့တဲ့သဘာဝမှာအများဆုံးအရေးအတွက်ပါပုံမှန်အားဖြင့်ချင်းသေးအထီးတွေက2កောင်ကနေ4កောင်အထိသာအုပ်စုဖွဲ့တတ်ကြပါတယ်4កောင်နဲ့အထက်အုပ်စုဖွဲ့ပြသွားရင်တော့အဲ့ဒီချင်းသေးအုပ်ကအောင်မြင်လာနိုင်ကြီးတော်တော်များသွားပါပြီဘာကြောင့်လဲဆိုရင်ချင်းသေးတွေမှာကလူတွေလိုမဟုတ်တဲ့အတွက်အရေးအတွက်ကအရန်ကိုအရေးပါပါတယ်တကယ်လို့ချင်းသေးအုပ်အချင်းချင်းနေမြေအတွက်ဘတ်တယ်ဖြစ်ကြပြီဆိုရင်အဖွဲ့ဝင်အရေးအတွက်ကတော်တော်ကြီးစကားပြောပါတယ်2កောင်ကနေ3កောင်ခန့်အထိကအုပ်စုဖွဲ့တဲ့ချင်းသေးတွေကသူတို့ရဲ့အရေးအတွက်များတဲ့4កောင်ကနေ6កောင်အထိရှိတဲ့ချင်းသေးအုပ်တွေကိုပြန်လည်တိုက်ခိုက်နိုင်ဖို့ဆိုတာကဘယ်လိုမှမဖြစ်နိုင်ပါဘူးဥပမာအနေနဲ့ဆိုရင်ဇိုးတကဇိုးရဲ့ထိတ်ကောင် Mr. T နဲ့ Gangster သွေးအပြည့်ရှိနေတဲ့သူ့ရဲ့ညီ Kinky Tay တို့လို legendary ချင်းသေးကြီးတွေတောင်မှ Machinglani 4កောင်နဲ့ဘတ်တယ်ဖြစ်ကြတဲ့အချိန်မှာ Kinky Tay အသက်ခံရပြီးတော့ Mr. T ကွေးပြေးဝက်ပြီးထွက်ပြေးခဲ့ရတာကတက်တည်ပါပဲMr. T ပြေးခဲ့ရတဲ့အဲ့ဒီတိုက်ပွဲကိုမကြည့်ရသေးရင်တော့ကျွန်တော် channel လေးထဲမှာဝင်ရောက်ကြည့်ရှုသွားနိုင်ပါတယ်တလိပ်ဆန်တွေချင်းသေးတွေအုပ်စုဖွဲ့တဲ့သဘာဝရဲ့အတားချက်အားနည်းချက်တွေသိပြီးသွားပြီးဆိုရင်တော့ Birmingham Made ရဲ့အကြောင်းကိုပြန်သွားလိုက်ကြရအောင်ပါ Birmingham Made တွေကတခြားနာမည်ကြီးချင်းသေးအထီးတွေနဲ့မတူတဲ့အချက်ကနေစပြီးတော့ပြောပါမယ် Birmingham Made ဆိုပြီးတော့ဖြစ်လာမဲ့ဒီချင်းသေးပေါက်လေးတွေကို2010ခုနှစ်နဲ့2011ခုနှစ်တွေအတွင်းမှာမွေးဖွားခဲ့တာပါဇာတိကတော့ Timbavati Private Game Reserve ဒေသတောင်အာဖရိကနိုင်ငံမှာပဲဖြစ်ပါတယ်တခြားချင်းသေးတွေနဲ့မတူတဲ့အချက်ဆိုတာကလည်းဒါကိုပဲပြောချင်တာပါသူတို့ရဲ့အဖေတွေကလည်းအဲ့ဒီဒေသကထီးဆောင်ဘရင်တွေဖြစ်ပြီးတော့သူတို့ကတော့ Old Birmingham Made တွေလို့ခေါ်ကြပါတယ်ဒါကြောင့်ပဲဒီ Birmingham Made တွေကဘရင်သွေးပြည့်ရှိတဲ့ဘရင်အလောင်းလျာတွေလို့ပဲပြောရမှာပါတခြားချင်းသေးအုပ်တွေလိုနေမြေမရှိတဲ့လေလွင့်ချင်းသေးဘဝကနေဘရင်ဖြစ်လာခဲ့တဲ့ဘဝတွေနဲ့ကတော့တော်တော်လေးကွဲပြားပါတယ်ဒီလိုတော်ဝင်မျိုးရိုးဖြစ်ပေမဲ့ဒီ Birmingham Made တွေကတော့လန်တရဲဆန်ဆန်ဇရိုက်ပြီးရှိနေခဲ့ပါတယ်ဒီအကြောင်းကိုကျွန်တော်အနေနဲ့နောက်မှဆက်ပြောပြပါမယ်ဒီလိုနဲ့နေမြေအပိုင်စားရှိတဲ့ချင်းသေးအုပ်ကနေမွေးဖွားလာခဲ့တဲ့ဒီ Birmingham Made တွေကငယ်ရွယ်တုန်းမှာတော့ချင်းသေးတွေတက်အပ်တဲ့အထာရတပညာတွေဖြစ်တဲ့အမဲလိုက်တာတွေတိုက်ခိုက်တာတွေကိုသူတို့ရဲ့ဖခင်တွေစီကနေတင်ယူခွင့်ရခဲ့ကြပါတယ်ဒါပေမဲ့အနေငယ်အရွယ်ရောက်လာတာနဲ့သူတို့ရဲ့သားတွေလို့မမြင်တော့ပဲအုပ်စုတွင်းမှာအန်ဒီရရှိတဲ့အရွယ်ရောက်ပြီးတခြားချင်းသေးအထီးတွေလို့ပဲမြင်လာကြပါတယ်ဒါကြောင့်2014ခုနှစ်အရောက်မှာပဲ Birmingham Made ဖြစ်လာမဲ့ဒီချင်းသေးအထီးကောင်ကတခြားချင်းသေးတွေလိုပဲအုပ်စုတွင်းထဲကနေမောင်းထုတ်ခံခဲ့ရပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့ဒီအင်ရှေမင်းသားလေးတွေလည်း
ကိုပိုင်နယ်မြေအတွက်စတင်ရှာဖွေဖို့ထွက်ခွာလာခဲ့ကြပါပြီပထမဦးဆုံးသူတို့က Manilati Game Reserve ကိုဖျက်ဆီးပါတယ်အဲ့ဒီနောက် Manilati ကနေတောင်ဘက်ဒေသကိုဆက်လက်ခရီးနှင်ခဲ့ကြပြီးတော့2015ခုနှစ်မှာတော့နာမည်ကျော် Spisan ရဲ့မြောက်ပိုင်းဒေသကိုပထမဦးဆုံးရောက်ရှိလာကြပါပြီအဲ့ဒီအချိန်မှာ Spisan ရဲ့မြောက်ဘက်အချမ်းဒေသက Matimba May လို့ခေါ်တဲ့ချင်းနှစ်ကောင်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့တာပါဒါပေမဲ့ Birmingham May တွေဒီနယ်မြေကိုစတင်ချေချလာခဲ့တဲ့အချိန်မှာတော့ Matimba ချင်းနှစ်ကောင်ကလည်းသူတို့ရဲ့ပြိုင်ပွဲမဟုတ်မဲ့ရိပ်မိကြလို့ထင်ပါတယ်Spisan ရဲ့မြောက်ပိုင်းဒေသထီနန်းကိုအသာတကြီးလွှဲအပ်ပြီးတော့ပြေးပါတယ်Birmingham May အုပ်စုကိုကြောက်နဲ့နောက်ကျတဲ့ခြေထောက်တစ်စပေါက်ဆိုပြီးတော့ပြေးသွားခဲ့တဲ့Matimba May ချင်းနှစ်ကောင်ကတော့ဒီနေ့အချိန်ထိသတင်းအစနာတော့ရှာမရတော့အောင်ပျောက်ဆုံးသွားခဲ့ပါတယ်ဒါကြောင့် Birmingham May တွေအနေနဲ့သူတို့ရဲ့ပထမဦးဆုံးနန်းသိမ်းပွဲကတော့သွေးထွက်တန်ယိုမှုတွေတိုက်ပွဲတွေမရှိခဲ့ပဲထီနန်းတစ်ခုကိုအလွယ်တကူရရှိလိုက်ပါတယ်Matimba နှစ်ကောင်အတွက်ပြေးသွားခဲ့ပေမဲ့ဒီ Matimba ချင်းတွေရဲ့လက်အောက်ခံဖြစ်နေတဲ့ Newcomer အုပ်စုနဲ့ Torchwood Pride ချင်းအုပ်တွေကတော့ဒီနယ်မြေထဲမှာရှိနေပါသေးတယ်ဒါပေမဲ့ဒီချင်းအုပ်တွေကိုလည်း Birmingham May တွေကရိုးရာအတိုင်းပဲအကောင်ပေါက်တွေကိုတက်ဖြတ်ပစ်ခဲ့ပြီးတော့ချင်းတွေမားတွေနဲ့မိတ်လိုက်ပြီးသူတို့ရဲ့ blood line တွေကိုဖြန့်ဝေခဲ့ပါတယ်အဲ့ဒီနောက်2019ခုနှစ်မှာတော့ဒီ Birmingham May တွေက Spisan ရဲ့အလဲပိုင်းဒေသကိုဆက်လက်ခရီးနှင်ခဲ့ကြပြီးတော့အုပ်စိုးခဲ့ကြပါတယ် Central Spisan ဒေသကိုရောက်လာချိန်မှာတော့သူတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကစောင့်ကြိုနေပါပြီအဲ့ဒါကတော့ Spisan ရဲ့အရှေ့ဘက်မှာမင်းမှုနေတဲ့ Magin Glani တွေနဲ့ Slatins တွေရဲ့နယ်မြေတွေကတဖြည်းဖြည်းသူတို့နဲ့နီးကပ်လာနေတာပါအဲ့ဒီနောက် Birmingham အုပ်စုက Magin Glani တွေရဲ့နယ်မြေတွေကို2019ခုနှစ်ဒီဇင်ဘာလအတွင်းမှာစတင်ဝင်ရောက်လာခဲ့ပါတယ်သူတို့က Magin Glani အုပ်စုရဲ့လက်အောက်ခံဖြစ်တဲ့ Ottawa Pride ရဲ့အုပ်စုနယ်မြေထဲမှာကျွဲတအုပ်ကိုဝင်ရောက်အမဲလိုက်ခဲ့ကြရကနေဒီပြဿနာကစတင်လာခဲ့တာပါဒီအချက်ကပဲ Magin Glani တွေကိုတော်တော်လေးမျက်စိနောက်စေခဲ့ပုံပေါ်ပါတယ်ဒါကြောင့် Magin Glani အုပ်စုကဟိန်းဟောက်တန်တွေနဲ့စတင်ကင်းလှည့်ပြီးတော့တိုက်ပွဲအတွက်စိန်ခေါ်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မကြာခဏဆိုသလိုပဲ Magin Glani တွေနဲ့ Birmingham May တွေကထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်အဲ့ဒီအချိန်မှာ Magin Glani တွေကအသက်အရွယ်အရာအကြပိုင်းကိုရောက်ရှိနေပြီးတော့ငယ်ရွယ်နှုတ်ပြိုနေတဲ့ဒီ Birmingham May တွေကိုရေရှည်ရင်ဆိုင်မှုဆိုတာကဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူးတိုက်ပွဲတွေအဆုံးသတ်မှာတော့ Magin Glani တွေဘက်ကတကောင်သေဆုံးပြီးတော့ကျန်တဲ့အကောင်တွေကလည်းအုပ်စုတဲကနေတဖြည်းဖြည်းထွက်ခွာခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ Birmingham May တွေအနေနဲ့ Magin Glani တွေရဲ့နယ်မြေတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး Spisan ရဲ့တစိမ့်တဒေသမှာဘရင်ဖြစ်လာခဲ့ကြပါပြီဒါပေမဲ့သူတို့ရဲ့အိမ်မက်ကတော့ဒီနေရာမှာတင်ပြီးဆုံးသေးခြင်းမရှိပဲစလာတီအုပ်စုပိုင်ဆိုင်ထားတဲ့နယ်မြေတွေကိုပါမျက်စောင်းထိုးနေခဲ့ကြပါတယ်မကြာခင်မှာပဲ Magin Glani တွေကိုသူတို့လုပ်ခဲ့တဲ့နီးဗျူဟာအတိုင်းနယ်မြေတွေကိုဝင်ရောက်ပြီးတော့စိန်ခေါ်တဲ့တိုက်ပွဲတွေကိုဖြည်းဖြည်းချင်းပုံဖော်ပြီးတော့သူတို့ရဲ့ငယ်ရွယ်နှုတ်ပြမှုနဲ့ခွန်အားကိုအသုံးချခဲ့ပါတယ်ဒီရလက်ကြောင့်ပဲစလာတီတွေလည်းနောက်ဆုံးမှာတော့ Birmingham May တွေကိုမရှင်နိုင်ခဲ့ဘဲနဲ့သူတို့ရဲ့နယ်မြေတွေကိုဆွန့်လွတ်ပြီးတော့ထွက်ပြေးခဲ့ကြရပါတယ်ဒီလိုနဲ့ပဲ Birmingham May တွေက Slatins တွေနဲ့ Magin Glani အုပ်စုတွေရဲ့နယ်မြေတွေအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့ Spisan ရဲ့အရှင်သခင်တွေဖြစ်လာခဲ့ကြတာပါဒီနေရာမှာပဲဗီဒီယိုရဲ့အစောပိုင်းမှာကျွန်တော်ပြောပြခဲ့တဲ့ Birmingham May တွေကလန်တရဲဆန်ဆန်ဇယိုက်တွေရှိနေခဲ့တဲ့ဆိုတဲ့အကြောင်းကိုဆက်ပြောချင်ပါတယ်ဒီလောက်နယ်မြေတွေအကျယ်ဝန်းကိုပိုင်ဆိုင်ပြီးတာတော့ Birmingham May တွေအနေနဲ့တော့တင်းတိမ်သေးပုံမရပါဘူးဒါကြောင့်ပဲဒီဒေသမှာရှိနေတဲ့ McGinney Kambula နဲ့ Tesla La Pride ချင်းတွေအုပ်တွေကိုပါသိမ်းပိုက်ခဲ့ပြီးတော့ Spisan ရဲ့ area တော်တော်များများကိုမင်းမှုနေခဲ့တာပါဒီလိုမျိုးနယ်မြေ area တစ်ခုတည်းမဟုတ်ဘဲနဲ့နယ်မြေပေါင်းများစွာကိုသိမ်းပိုက်ခဲ့တာကြောင့်ပဲနောက်ပိုင်းမှာဒီနယ်မြေတွေကိုအတိအကျထိန်းချုပ်နိုင်ခြင်းမရှိတော့ပါဘူးဒါကြောင့်ပဲသူတို့ပိုင်ဆိုင်တဲ့နယ်မြေတွေကိုတခြားချင်းတွေအုပ်တွေကဝင်ရောက်လာပြီးတော့ကျူးကျော်တာမျိုးတွေမကြာခဏဆိုသလိုဖြစ်လာပါတယ်ဒီလိုဖြစ်လာတဲ့အချိန်မှာပဲသူတို့ကအုပ်စုခွဲပြီးတော့ကင်းလဲတာမျိုးတွေတကောင်ချင်းနဲ့တခြားချင်းတွေအုပ်တွေကိုရင်ဆိုင်တာမျိုးတွေလုပ်ခဲ့တာကြောင့်ပဲ Birmingham အုပ်စုကတဖြည်းဖြည်းနဲ့ပြိုကွဲသွားခဲ့ရတာပါတကယ်လို့ Birmingham အုပ်စုကတစုတစည်းတဲ့သူတို့ရဲ့ area ထဲမှာပဲတိတိကျကျနေထိုင်ခဲ့မယ်ဆိုရင်ဒီလိုမျိုးဖြစ်လာစရာအကြောင်းတော့မရှိလာပါဘူးဒီလိုမျိုးအချိန်မငြိမ်မဲနဲ့လန်တရဲဆန်ဆန်တတော်လုံးကိုရှောက်သွားနေခြင်းခဲ့တာကြောင့်သာဒီကောင်တွေအနေနဲ့နန်းသက်တိုးခဲ့ရတာပါBirmingham May တွေကိုဘယ်ချင်းတွေကဖြုတ်ချပြီးတော့ Spisan ကိုလက်လွဲယူခဲ့တယ်လဲဆိုတာကိုသိချင်ရင်တော့ကွန်မန့်မှာဝင်ရောက်ရေးသားသွားနိုင်ပါတယ်ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်လုပ်ပြီးတော့ထပ်မံတင်ဆက်ပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ